တိပ္ပယ်အဆုံးဖြတ်တွေကိုတစ်ခါတည်းသွားတင်လိုက်တာပေါ့တော့သူကမြန်မာမူပိုင်းမဟုတ်ဘူးပါဠိတက်ဟောပါဠိမြင်လို့ရှိရင်ကြောက်နေတဲ့သူကဘလို့မကုံနိုင်တာတော့ပြောလို့မကုံရေးလို့မကုံတဲ့အတွက်ကြောင့်အခရာလို့ခေါ်တာစကားတွေတနေ့ကုန်ထိုင်ပြောပါဠိစကားတွေတနေ့ကုန်ထိုင်ပြောတစ်သက်လုံးပြောတယ်ဒီအခရာ40လုံးကတော့ကုန်သွားပြီဒီ MA ဒေါက်တာဘွဲတော့ရထားတယ်ဒါပေမဲ့စာအုပ်ကြီးမြင်ကြောက်တတ်တယ်အရဟံဖောင်ဒေးရှင်းအရဟံသင်တန်းကိုတက်နေတဲ့အတွက်ကြောင့်အရဟံကျောင်းသားဆိုတဲ့အရဟံကျောင်းသူဆိုတဲ့နာမည်အရဟံသင်တန်းသူဆိုတဲ့နာမည်လည်းမရဘူးလားရတာဗျာရတာအဲ့ဒီသဘောပဲလဲပေါ့ပါတယ်ဗျာကောက်ဝဲပြီးဆိုရင်လေပါတယ်ဗျာပါတယ်ဗျာပြီးတော့ပရမအခရာဆိုရင်လေပါတယ်ဗျာပြီးတော့ကာကြီးဆိုတော့လေသူရဲ့ပါစင်နေပြတာဟုတ်လားအဲ့တော့တိကျနာမည်ကာကြီးအဲ့ကာကြီးမှာနာမည်ဒီဇာတ်ဘက်ကိုကြည့်ပြီးတော့နာမည်ဘယ်နှမျိုးရပါမှာလဲ5မျိုးပါဗျာဟုတ်ပါဝက်ပြီးကဝက်ပြီးပထမ5လုံး5လုံးပါဗျာအခရာဆိုတဲ့နာမည်ကြီးဆိုတဲ့နာမည်6မျိုးကြီးဆိုတဲ့နာမည်ကောက်ဝဲကြီးဆိုတဲ့နာမည်ပထမအခရာဆိုတဲ့ကာကြီးဆိုတဲ့နာမည်6မျိုးပါနော်ဒီကမှာနာမည်ရပါလား6မျိုးတကယ်တော့ဒီအခရာတွေကနားမလဲတော့လို့အစာအနေပြန်နားထောင်နေရနော်တန်ဖို့အရင်ကြီးတာမြန်မာစကားတာဘုံလို့ပြောနေတယ်